ဒုထက်ပြီးတော့ 3D ပုံလေးတွေမဆွဲခင်ဘာထပ်ပြောခြင်းလဲဆိုတော့ဆက်လက်လုပ်တဲ့အကြောင်းလေးတွေထပ်ပြောပြတယ်ဆက်လက်လုပ်တယ်ဆိုတော့ကျွန်တော်သိပြီးသားပဲကိုလိုချင်တာလေးတွေကိုတွားရွှေ့လိုက်တာဟုတ်ပြီနော်ဟုတ်ပြီတွားရွှေ့လိုက်တာရွေးရဆိုရင် select တူကဘယ်တူလဲလို့ပြောရင်ဟောဒီမြားလေးပဲနော်အလုပ်တစ်ခုခုလုပ်နေရင်အားလုံးပြီးတော့လို့ select တူပြန်သွားခြင်းနဲ့ပုံမှန်အဖြစ်ကျွန်တော်တို့ select တူမှာပဲနေရတာနော် select တူပြန်သွားခြင်း keyboard က space bar ကိုနှိပ်လိုက်ရတယ် keyboard က space bar နော်နှိပ်လိုက် select တူပြန်သွားတယ်ဒီမှာတွိုင်းကြရအတူတူပါပဲနော်ဒါလေးလောက်ထားလို့ space bar နှိပ်ခြင်းလဲဒါလေးနှိပ်လိုက်လဲ select တူဖြစ်သွားနော် select လုပ်တဲ့နေတွေကိုကျွန်တော်အရှိမဗီဒီယိုလေးပေးထားပြီးတော့လည်းပြောဘူးလေပထမဆုံးနေ pick selection တစ်ချက်ချင်းကိုလိုချင်တာကိုနှိပ်ပြီးတော့ကောက်တာဟုတ်ပြီနော်ဒါပေမဲ့ तू ကတစ်ခုကို select ကောက်လိုက်တယ်နောက်တစ်ခုကိုထပ်ကောက်တဲ့အခါမှာပထမ select လုပ်ထားတာ selection ပြုတ်သွားတယ်ဟုတ်ပြီနော်ဒီတော့တစ်ခုတည်းပို့ပြီး select ကောက်ခြင်းပထမတစ်ခုကို select လုပ်တယ်ဒုတိယတစ်ခုကို select လုပ်ခြင်း control key လေးဖိပြီးတော့ဒါလေးနော်ကိုလိုချင်တာလေးကို like ရွေးသွားတယ်ဟုတ်လားဟုတ်ပြီနော်ကိုလိုချင်တာလေးကို like နှိပ်ပြီးရွေးသွားတယ်ဒါ pick selection ကိုလိုချင်တော့ပစ္စည်းလေးတွေကိုတစ်ချက်ချင်းနှိပ်ပြီးတော့ select ကောက်တာတစ်ခုတည်းပို့ကောက်ခြင်း control key လေးကိုဖိပြီးတော့ like နှိပ်ပြီးပါဒါ pick selection ဟုတ်ပြီနော်နောက်တစ်ခုက window selection ဆိုတာ select ကောက်ခြင်းတဲ့ပစ္စည်းရဲ့ဘယ်ဘက်ကနေညာဘက်ကိုကောက်တာဥပမာဒီလူပုံလေးသူ့ select ကောက်ခြင်းတယ်ဟုတ်ပြီနော်ဒီနားလေးဘယ်ဘက်လောက်ကနေကိုယ်လက်လေးထားပြီးတော့ mouse pointer လေး pixel လာတယ်ဒီမှာရှုပ်ပြလိုက်ဟုတ်ပြီနော်တွေ့လားဒါ pick နော် window selection ဟုတ်ပြီနော် window selection ဆိုတာဘယ်လိုအခါမျိုးမှာသုံးသင့်လဲလို့ပြောအခုဒီလိုနေရာမျိုးလေးပေါ့ဒီမှာလည်းရှိရဒါလည်းရှိရတွေ့လားအများကြီးရဲ့ရှုပ်နေတဲ့ကိုလိုချင်တာလေးပဲရွေးကောက်တာဟုတ်ပြီနော်ဒီမှာဒါလေးပဲကောက်ချင်တယ်ဟောတွေ့လားဒါလေးပဲကောက်ချင်တယ်နော်ဒါလေးပဲကောက်ချင်တယ်ရပြီနော် window selection ဆိုတာပစ္စည်းရဲ့ဘယ်မှညာကို select ကောက်တာကိုလိုချင်သောပစ္စည်းကကိုကောက်တော် window တွေကိုတစ်ခုလုံးဝင်နေတာဟုတ်ပြီနော်အဲ့တော့မှ window selection ဖြစ်တာဟုတ်ပြီနော်အခုဒါလေး select လုပ်ချင်လို့ဒီလောက်လေးတွားကောက်လို့လုံးဝ select မဖြစ်ဘူးတွေ့လားဟုတ်ပြီနော်ဘယ်မှညာဆိုမိမိလိုချင်သောပစ္စည်းကိုကောက်တဲ့ဟောဒီ window လေးတွေကိုတစ်ခုလုံးဝင်အောင်ဟုတ်ပြီနော် selection ဒီလက်ထုံးစံတိုင်းမှာတစ်ခုတည်းပို့ကောက်ခြင်း control key လေးဖိပြီးတော့ကောက်သွားတယ်ဟုတ်ပြီနော်ဘာကူမှအနှောက်အယှက်မပေးဘဲနဲ့ select လုပ်သွားလို့ရတယ်ဒီရှိရမနော်ဒါပထမနေရာ page ဒုတိယနေရာ window selection ဟုတ်ပြီတတိယနေပြောမယ်တတိယနေက crossing window လို့ခေါ်တယ်သူကညာဘက်ကနေဘယ်ဘက်ကိုလာတာသူလာတဲ့အခါမှာသူ့တဲကိုတစ်ခုလုံးဝင်သူလာတဲ့လမ်းမှာထိတာအားလုံး select ဖြစ်တယ်ဟုတ်ပြီနော်တွေ့လားဟုတ်ပြီနော်ထိတာအားလုံး select ဖြစ်တယ်အများကြီးကောက်ချင်ဒီနည်းရဲ့အသုံးဝင်တာပေါ့နော် control တော့ဖိကြလို့ပဲအားလုံး select ကောက်တာဟုတ်ပြီနော်နောက်တနည်းကတော့ control A select all နော်အားလုံး select ဖြစ်သွားတယ်ဒီရမနော်ဟုတ်ပြီ select လုပ်တဲ့နေပြောပြီး selection ပြန်ဖြစ်တဲ့နေတွေပြောမယ်ဟိုကဒါရအားလုံးရေးထားပြီးဒီလူပုံလေးမပါသွားစေချင်ဘူးဆိုရင် shift key လေးဖိပါကို select လုပ်တာမပါစေချင်တဲ့ပစ္စည်းကိုပြန်နှိပ်ပြီးပါသူ selection ပြုတ်သွားတယ်ဟုတ်ပြီနော် shift key ဖိတ်တယ်ဖိရမပါစေတဲ့အားလေးပြန်ရေးတယ်ကြိုက်တဲ့နေနဲ့ရွေးနိုင်တယ် pick နဲ့ရွေးမလားဟုတ်ပြီနော် window selection နဲ့ရွေးမလား crossing window နဲ့ရွေးမလားဟုတ်ပြီနော်ဒါဆိုရင် shift key ဖိပြီးတော့ select လုပ်တဲ့စီမှာမပါစေတော့ပြန်ရွေးလိုက်ရင် selection ပြုတ်သွားတယ်ဟုတ်ပြီနော်ဒီရမှာခုလောက်လိုက်လို့ဥပမာလောက်လေးတစ်ခုလောက်လိုက်တယ်ဟုတ်ပြီနော်မလိုချင်တော့နောက်ဆုံးအချိန်တော့ undo ပြန်ပို့ပြရနော်ဒီ undo က control z ဒါလည်း undo ပြန်နော် redo ပြန်ဖြစ်ရင် control y ဟုတ်ပြီနော် undo ပြန်ခေါ်ရင် control z control y ဟုတ်ပြီနော်ဒီထားဖို့က undo နဲ့ redo ကြားမှာဘာ command မှမခံရဘူးဆိုတော့ control z လုပ်လိုက်တယ်ဆက်ဝိုင်းလေးပျောက်သွားတယ် control y နှိပ်လိုက်တယ် redo ဆက်ဝိုင်းလေးပြန်ပေါ်လာတယ်control z နှိပ်လိုက်တယ်ဆက်ဝိုင်းလေးပျောက်သွားတယ် control y နှိပ်လိုက်တယ်ဆက်ဝိုင်းလေးပြန်ပေါ်လာဟုတ်ပြီနော် control z ထပ်နှိပ်လိုက်တယ်ဆက်ဝိုင်းလေးပျောက်သွားတယ်ဟုတ်ပြီဒီအချိန်မှာအလုပ်လေးတစ်ခုလုပ်မယ်ဆိုတော့ rectangle လေးတစ်ခုတော့ဆွဲလိုက်တယ်ဟုတ်ပြီနော် control z ပြန်နှိပ်လိုက်ဆက်ဝိုင်းပျောက်သွားတယ်ဟုတ်ပြီနော် control y ပြန်နှိပ်ကြည့်ဆက်ဝိုင်းလေးမပေါ်တော့ဒီထိရမလားဟုတ်ပြီ